Hello အားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီနေ့မှာတော့အိမ်ပြောင်းမှုအတွက်ပြင်ဆင်နေတာပေါ့နော်အိမ်မှာလိုအပ်တဲ့ပစ္စည်းတွေကိုတော့တည်လို့ရနိုင်တဲ့ပစ္စည်းအကုန်လုံးပြန်ပြီးတည်ပါတယ်ပစ္စည်းကြီးတွေဆိုရင်တော့ကျွန်တော်တန်းကုန်းမှာပြန်ပြီးရောင်းတာပေါ့နော်တန်းကုန်းမှာဒီစပွဲကအစတော့3သိန်းခွဲတန်တာဗျာကျွန်တော်ဝင်တော့3သိန်းခွဲနီးပါးပြရတယ်အဲ့ဒါကိုကျွန်တော်ပြန်အဟောင်းစီးမှာပြန်ရောင်းတော့9000လောက်ရမှာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်အချင်းမစောင့်နိုင်တော့ဘူးဗျာမစောင့်နိုင်တော့အတွက်ဒီ4000နဲ့ထားကြည့်လိုက်တယ်4000နဲ့ထားကြည့်လိုက်လေလူတွေကလာမေးတဲ့သူသိမရှိလို့ဆိုပြီးကျုပ်ပါတယ်လူ3000တော့မထားတော့ဘူး2000နဲ့ထားလိုက်တယ်2000နဲ့ထားတော့လာမေးကြတော့2000နဲ့မပြီးသေးဘူးကားနဲ့အိမ်စီးကားနဲ့လာယူမှာမလို့တဲ့ထုတ်ပိုးပြီးလို့မရဘူးလားတဲ့ဖြုတ်ပြီးလို့မရဘူးလားဆိုတော့ကျွန်တော်ကလည်းဟုတ်ကဲ့ပေါ့ရပါတယ်ပေါ့လို့ပြောလိုက်တာပေါ့ဗျာဟုတ်ကဲ့ပေါ့ရေနောက်မှာတော့တာဝန်ယူမှုတွေပါလာတာပေါ့တစားစီပြန်ဖြုတ်ကျွန်တော်တယောက်တည်းဖူညမ်းထောက်ရတာတိတ်အဆင်မပြေလို့တကယ်ချင်းတော့ဖုန်းလမ်းဆက်တယ်မင်းအိပ်ပြီလားဆိုတော့သူကမအိပ်သေးဘူးတဲ့ဘာလို့မလို့လဲတဲ့ဒါလေးထုတ်ရှင်လို့အိတ်ချင်လဲအိပ်ပါလို့ဟန်ဆောင်ပြောရတာပေါ့ဒါပေမဲ့ဟိုကရတယ်တဲ့လာခဲ့မယ်ဆိုတခါလေးတက်လာပြီးတော့နှစ်ယောက်သားပြန်ဖြုတ်တာပေါ့နော်နှစ်ယောက်သားပြန်ဖြုတ်ဟိုတစားဒီတစားဖြုတ်တယ်ဒီမှာတော့ပစ္စည်းတွေကတော့ဝယ်လို့ကောင်းတယ်အဆင်ပြေတယ်လိုင်းပေါ်ကနေမှားလိုက်ုံပဲမနေ့ဖြန်ရောက်လာညမှမနေ့ဖြန်ရောက်လာတာမနေ့ဖြန်ရောက်လာပြီးအဆက်ရအဆင်ပြေတယ်ပေါ့ဒါပေမဲ့အိမ်ပြောင်းတဲ့အခါတွေမှာတော့ပစ္စည်းတွေတည်ရတာလဲအလုပ်ရှုပ်တယ်နောက်ပြီးတော့ပြည့်ရတာတော့မှအလုပ်ရှုပ်တယ်ကိုရီးယားမှာလေအဲ့ဒါကြောင့်မို့လို့လဲဒီနိုင်ငံအမိုက်တွေရှင်းနေတာပေါ့နော်ဒီကိုပြစ်တဲ့အမိုက်တွေလဲကိုကပစံပြရတာပဲဝယ်လို့လဲပစံပြရတာပဲအဲ့တော့အဲ့ပစံနေနဲ့စီဗန်ကောင်းလေးပတ်တာပေါ့နော်ဒါတွေကတော့အကုန်လုံးထုတ်ပိုးပြီးသွားပြီလို့ကျေးဇူးပါဒီနေ့ကျွန်တော်ရဲ့ routine ဖြစ်ပါတယ်